content creation ကိုစချင်ပေမဲ့ဘယ်လိုစရမှန်းမသိဘူးဆိုတဲ့လူတွေဒါမှမဟုတ်ကျွန်တော် content creation content တစ်ခုဖန်တီးဖို့အတွက်အချိန်မရှိဘူးဆိုတဲ့လူတွေအတွက်ကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာကျွန်တော်ကိုယ်တိုင်လက်တွေ့အသုံးပြထားတဲ့ AI workflow လေးကိုပြပြတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ content တစ်ခုလုပ်တော့မယ်ဆိုရင် video content ပဲဖြစ်စေစာ content ပဲဖြစ်စေကျွန်တော်တို့ chat AI တစ်ခုကိုအသုံးပြရမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်ကcloud chat ကိုလည်းအသုံးပြုထားတယ်ပြီးရင်ကျွန်တော် Gemini ကိုလည်းအသုံးပြုတယ်ပြီးရင်ကျွန်တော် ChatGPT ကိုလည်းအသုံးပြုထားတယ်ပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ကိုကစာရေးနေဆိုရင်စာ content ဆိုရင် text content ကိုရေးခိုင်းလိုက်ပေါ့နော်ဒီမှာတော့ကျွန်တော် video content ကိုလုပ်ပြတော့မှာဖြစ်တယ်ပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ဒီစာလေးကိုထည့်လိုက်တယ်ပေါ့နော်တကြံတမ်းမမဟုတ်ဆုံးခရံပေါ်ပေါ်လာပေါ့အတူချုပ် storytelling script 1 minute စာရေးပေးပါဆိုမှရေးလိုက်တယ်ဆိုတော့ဒီမှာသူအသေးစိတ်ရေးပေးလာတယ်ဒီဘက်မှာလည်းတူတူပဲသူအသေးစိတ်ရေးပေးလာတယ်ဘေးကနေပါလို့ဆိုမှာပေါ့နော်ဆိုတော့ချက်ကြည့်ပါလေအတူတူပဲသူရေးပြီးလာတယ်ပေါ့နော်။ Okay အဲ့ဒါရေးပြီးရင်ကျွန်တော်တို့ဒီ output တစ်ခုထွက်ဖို့ဆိုတော့ကျွန်တော်တို့အချိန်ကြာရေးပေးရမလို့ဗျာ။စက္ကန့်ပိုင်းတင်ထွက်တယ်ပေါ့နော်။ဆိုတော့အဲ့လိုမျိုးရေးပေးပြီးကျွန်တော်တို့ဗာပြန်လုပ်ရမှာလဲ။ဒုတိယတစ်ခုကျတော့ကျွန်တော်တို့ခုနထုတ်ပြီးလာတဲ့ script ကို story script ပေါ် image နဲ့ video prompt ကိုပြန်ရေးခိုင်းမှာပေါ့နော်။ဆိုတော့ဒီမှာဆိုကျွန်တော်ဒီလိုလေးရေးလိုက်ပေါ့နော်။အဲ့ဒီ script တဲ့ skateboard image နဲ့ documentary videos နဲ့ prompt ရေးပေးပါ။ video ထုတ်တာ8စက္ကန့်ပဲရတာမလို့8စက္ကန့်စီ9ပိုင်း prompt ခွဲထုတ်ပေးပါဆိုတော့အဲ့လိုလေးရေးလိုက်တဲ့အခါမှာကျွန်တော်ဒီမှာသူ9ပိုင်းခွဲပြီးမှ prompt လေးထုတ်ပေးလာတယ်ပေါ့နော် prompt လေးထုတ်ပေးလာတယ်အဲ့လိုပဲဒီဘက်မှာလည်းကျွန်တော်အဲ့ဒီ prompt ပဲပို့တဲ့အခါမှာသူ prompt လေးထုတ်ပေးလာတယ်ပေါ့နော်9ပိုင်း9ဒီမှာဆိုရင်တပ်ပုံ prompt ဒီမှာဆိုရင် video prompt ဒီဘက်မှာလည်းတူတူပဲ ChatGPT မှာလည်းသူအဲ့လိုလေးထုတ်ပေးလာတယ်ဆိုတော့အဓိကတော့ကျွန်တော်တို့ AI ကိုဘယ်လိုသုံးရမလဲဒီလို prompt တွေထုတ်တယ်ဒီလို script တွေထုတ်ပြီးတာအတူတူဘီဟာကပိုကောင်းတယ်လို့မေးရင်တော့တစ်ခုနဲ့တစ်ခုအားသာချက်တွေမတူဘူးပေါ့နော်အားသာချက်တွေမတူမြန်မာလိုအသုံးပြုချင်တော့ကျွန်တော် Gemini ကိုအကြံပေးတယ်ဒါပေမဲ့စာအရေးသားတွေကိုပိုမှကောင်းအောင်လုပ်ပြီးမှcustomize ပြန်လုပ်ပြီးမှ skill set နဲ့ပြန်သုံးမယ်ဆိုရင်တော့ကျွန်တော်တို့ cloud ကိုအကြံပေးရပေါ့နော် Okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ prompt လေးထုတ်ပေးလာဆိုဒီ prompt ထုတ်ပြီးကျွန်တော်ဘာဆက်လုပ်မလဲပထမဆုံးကျွန်တော်တို့ image ထုတ်ရမယ်ပေါ့နော်သူပေးလာတဲ့ prompt နဲ့ကျွန်တော်တို့တပ်ပုံထုတ်ဖို့လိုရယ်ပြီးရင်ကျွန်တော်တို့ video ပြန်ထုတ်မယ်ပေါ့နော် Okay တပ်ပုံထုတ်တဲ့ AI တွေကတော့ဘာရှိမလဲဆိုတော့ကျွန်တော် usually ပဲတပ်ပုံထုတ်ပေးတာက Nano Banana ဆိုတဲ့ free pay သုံးနေတဲ့ Gemini က flow မှာစိုက်တလောက် unlimited ထုတ်လို့ရတယ်ပေါ့နော် flow ကတော့မြန်မာနိုင်ငံထဲကဆိုရင်တော့ကျွန်တော် VPN ခံမှသုံးရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တစ်ချက်ပြပေးမယ်ပေါ့နော်ဒီဟာဆိုရင်ကျွန်တော်ထုတ်ထားတဲ့ the whole process ပေါ့နော်ဒါမှမဟုတ်ကျွန်တော် prompt ရေးသေးတယ်တပ်ပုံလေးရင်ထုတ်လိုက်တယ်ကိုကြိုက်ရင်ကြိုက်တယ်လို့ပေါ့နော်မကြိုက်ရင်ပြန်ပြင်တယ်ပေါ့နော်ထုတ်ပြီးမှကျွန်တော်နောက်ဆုံးမှာကိုကြိုက်တဲ့တပ်ပုံတွေနဲ့ကျွန်တော် video တွေပြန်ခွဲမှထုတ်လိုက်တယ်Okay ဒီဟာကိုဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်ဒီမှာတစ်ချက်ဝင်ပြမယ် Google မှာကျွန်တော်တို့ flow ဆိုမှရိုက်ရှာလိုက် flow ဆိုမှရိုက်ရှာပြီးဒီမှာ Google Lab က flow ကိုဝင်လိုက်ဝင်ပြီးရင်ကျွန်တော်တို့ဒီလိုပေါ်လိုက်မယ်အမှ create with flow ဆိုမှနေပြီးရင်ကျွန်တော်တို့အမှ new project မှာနေလို့ရပြီဟုတ်ပြီနော် Okay new project မှာနေပြီဆိုရင်ကျွန်တော်တို့ဒီမှာသူရဲ့ interface ကိုနားလည်အောင်ပြောမယ်ဆိုဒီအောက်ကတောင်းတာလေးမှာပြင်တာပေါ့နော်ဒီမှာကျတော့ video ရှိမယ် image ရှိမယ် Okay image မှာဆိုရင်ဒီမှာ ratio တွေရွေးလို့ရတယ်ဒါက YouTube ratio ဒါက Instagram Facebook တွေပေါ့နော်ဒါ TikTok ပေါ့နော်ပြီးရင်ဒီမှာတပ်ပုံဘယ်နှခုထုတ်မလဲဆိုရွေးလို့ရတယ်ပြီးရင်ဒီမှာ Nano Banana Pro ရှိရယ် Nano Banana ရှိရယ် Image Gen 4 ရှိရယ်ဒီမှာ Nano Banana Pro ကိုသုံးတယ်ပေါ့နော်ကျွန်တော်ဒီမှာတော့ကြိုက်တာသုံးလို့ရတယ်ပေါ့နော် critic က0ပဲ critic ပေးရမှာတပ်ပုံတယ်ဒါမှကျွန်တော်ဘာအတွက် critic ပေးရလဲဆို video အတွက်ပေးရတယ်ingredient ရှိမယ် video မှာက frame start frame နဲ့ end frame လောက်တာရှိမယ်ပြီးရင် aspect ratio ကနှစ်ခုပဲရှိမယ် TikTok နဲ့ YouTube နှစ်ခုပဲရှိရင်အမှ video output ကြိုက်တဲ့လောက်ထုတ်လို့ရတယ်ဆိုတော့ဒီမှာသူရဲ့ quality 3ခုရှိရယ် VO 3.1 light ရှိရယ် fast ရှိရယ် quality ရှိရယ် quality ဆိုရင် critic က100ကျော်ကုန်တယ် fast ဆိုရင်20ကုန်တယ် light ဆိုရင်30ကုန်တယ်ဆိုတော့ကိုက Twitter မှာထုတ်ချင်တယ်ဆိုရင်တော့ light နဲ့ထုတ်ပေါ့နော်ဒါမဲ့ကိုက image reference နဲ့ပြန်မှထည့်မှထုတ်ချင်တော့first နဲ့ထုတ်မှရမယ်ပေါ့နော်ဆိုတော့ဒီ credit တွေကကျွန်တော်တို့ဘယ်လိုရမှာလဲ Gmail account တစ်ကောင်မှာနေ့တိုင်း60 credit ရတယ်ဆက်ဆက်ဖွင့်တဲ့အခါမှာ150ပေးတုံးတယ်ပြီးရင်တနေ့ကို refresh ပေါ့နော်အသစ်ပြန်ထည့်ပေးရ60ဒါမှမဟုတ်50အဲ့လိုရတယ်ပေါ့နော်ဆိုတော့ကိုကအများကြီးလုပ်ချင်တယ်ဒါမှမဟုတ်ကိုကအခုမှစမ်းကြည့်ချင်တယ်ဆိုရင်တော့ဒီဟာလေးသုံးလို့ရတယ် free နေနေဆိုရင်ဒါမှမဟုတ်ဘူးကိုကပတ်စံလေးရင်းပြီးမှတုံးကြည့်ချင်တယ်စမ်းကြည့်ချင်တယ်ဆိုရင်တော့ student account တွေဝယ်လို့ရပါတယ်
အဲ့ဒီ student ကောင်းနေမှာဆိုရင်5,000ပဲရှိပါတယ်အဲ့ဒါကိုဝယ်တော့မယ်ဆိုကျွန်တော်တို့တစ်လကို credit 1000လောက်မှရမှာဖြစ်တယ်ပေါ့နော်ဆိုတော့တစ်လတိုင်းကို credit 1000ရမှာတစ်နှစ်စာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုလဲဝယ်တော့လို့ရပါပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာဥပမာတစ်ခုပြမယ်ပေါ့နော်ဆိုတော့ဘယ်လိုလုပ်မလဲကျွန်တော် image အရင်ထောင်းလိုက်မယ်ပေါ့နော်ကိုကြိုက်တဲ့ ratio ရေးမယ်ပြီးရင်ကျွန်တော်ဒီမှာဒီဘက်ကိုသွားမယ်ကျွန်တော်တို့သူပေးတဲ့ prompt ကို copy သွားယူမယ်ပေါ့နော် copy ယူပြီးမှကျွန်တော်တို့ဒီ flow တွေကိုဝင်ပြီးမှကျွန်တော်တို့ paste လုပ်ပြီးမှသူ့ကို generate ထုတ်ကြမယ်ပေါ့နော်အဲ့ဆိုဒီမှာသူပေးတဲ့ video prompt ရဲ့ပုံလေးကျွန်တော်ဒီထဲမှာပေါ်လာလိမ့်မယ်ပေါ့နော်အဲ့လိုပဲကျွန်တော်တို့ဒုတိယတစ်ခုကိုဒုတိယတစ်ခုပြန်သွားယူမယ်ပေါ့နော်ဒုတိယ prompt ကိုလည်းအဲ့လိုပဲသွားယူမယ်အဲ့လိုပဲသွားယူမှဒီမှာပုံဝင်ထုတ်မယ်ပေါ့နော်အဲ့လိုပဲပုံပြန်ထုတ်မယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးထုတ်ပြီးမှအစင်လိုက်ထုတ်သွားရင်ကျွန်တော်ရရပေါ့နော်ဆိုတော့ဒီမှာကျတော့ကျွန်တော်ဒါအကုန်ထုတ်ပြီးတာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်အဲ့လိုလေးပဲပုံထုတ်တယ်ပုံမကြရင်2ခေါက်3ခေါက်ပြန်ထုတ်တယ် okay ဒီလိုမျိုးဆိုရင်ကျွန်တော်တို့ဒါပုံကို reference ယူမှပြန်ထုတ်တာပေါ့နော်ပုံ reference ယူရဆိုတာကပုံ consistent ဖြစ်အောင်ပေါ့နော်ပုံ consistent ဖြစ်အောင်လုပ်တာပေါ့နော်ဥပမာကျွန်တော်ကဒီမှာဆိုရင်ဒီမှာစထုတ်တဲ့ခါမှာတွေ့လားဒီကောင် reference မဖြစ်ဘူးဆိုတော့ကျွန်တော်ကဒီကောင် reference ယူမှပြန်ထုတ်တဲ့ခါမှာဒီလိုမျိုးလေးပေါ်လာတယ်ပြင်ဒီမှာသူရဲ့share အောင်နန်းတော်ထဲမှာအဲ့လိုဖြစ်တဲ့ပုံစံမျိုးပေါ်လာပေါ့နော်အဲ့တော့ဘယ်လိုယူလဲဆိုဒီအပေါင်းလက္ခဏာမှာနေတယ်ဒါမှမဟုတ်ရင်လည်းထုတ်ပြီးသားပုံတစ်ခုခုပေါ့နော်ကို reference ယူရှင်တဲ့ပုံကိုအဆက်30မှာနေလိုက် add to prompt ဆိုမှနေလိုက်အမှပုံ reference ပါတော့အမှကျွန်တော်တို့တတိယပုံထုတ်မဲ့ prompt ကိုထည့်လိုက်အဲ့ဆိုရင် reference ပါမှာပုံ consistent ဖြစ်အောင်ထုတ်ပေးသွားလိမ့်မယ်ပေါ့နော်ဆိုတော့ဒီရဲ့သဘောတရားအခြေခံကိုတော့နားလည်မိတယ်ဆိုတော့ဒုတိယအနေနဲ့ကျွန်တော်ပြန်သုံးရမှာက flow generation ပြီးကျွန်တော် video generation ကိုလည်းအဲ့လိုပဲကျွန်တော်ပုံမှန်လေးပဲထုတ်သွားတယ်ပေါ့နော် okay အဲ့လိုထုတ်သွားပြီးကျွန်တော်ဒီမှာအတန်သွင်းရမယ်အတန်သွင်းရမယ်ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ကသူ့ကိုvoice over ထည့်ဖို့စာတတ်ပို့ပြီးပေါ့နော်10 minutes စာ documentary storytelling ပုံစံ voice ထုတ်ပုတ်ပြီးဆိုမှသူ့တောင်းလိုက်တယ်ပေါ့နော်အဲ့ဆိုသူအသေးစိတ်ပုတ်ပြီးလာတယ်ပေါ့နော်ဆိုတော့အဲ့လိုပဲကျွန်တော်ဒီဘက်မှာလည်းပုတ်ခိုင်းလို့ရတယ်ပေါ့နော်ဒီဘက်မှာလည်းကျွန်တော်အကုန်လုံးပုတ်ခိုင်းထားတယ်ပေါ့နော်ဒီဘက်မှာလည်းအကုန်လုံးပုတ်ခိုင်းထားတယ်ဒါမှမဟုတ်ပုတ်ခိုင်းထားတယ်သူအကုန်ထုတ်ပေးလာတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော် copy ယူပြီးမှဒါမှမဟုတ်လေကိုယ်တိုင်အတန်သွင်းချင်လည်းရတယ်ဒါပေမဲ့ကိုယ်တိုင်အတန်သွင်းချင်မြင်မြန်ဆန်ဆန်ပဲလုပ်ချင်တယ်ဆိုရင် voice generator လုပ်လို့ရတဲ့ website တွေကကျွန်တော်တို့ဒီ Google AI Studio ရှိမယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ TSS က free ထုတ်လို့ရတဲ့ဒီဟာဆိုတဲ့မြန်မာအတန်ရှိမယ်ကြိုက်တဲ့နေရာကနေထုတ်လို့ရတယ်ဟုတ်ပြီနော်အဲ့ဒီကြိုက်တဲ့နေရာကနေထုတ်ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုဗီဒီယိုလည်းထုတ်ပြီး file လည်းစစ်ပြီးဆိုရင်ကျွန်တော်တို့အလွယ်ကူဆုံး editor ဖြစ်တဲ့ CapCut ထဲဝင်မယ် CapCut ထဲမှာကျွန်တော် file တွေအကုန်ထည့်လိုက်မယ်ဒါဆိုကျွန်တော်စီပြထားရတာပေါ့နော်အများကြီးမရှုပ်ဘူးနည်းနည်းပဲပေါ့နော်ရှင်းပြရင်လွယ်လွယ်ကူကူနဲ့လုပ်လို့ရအောင်ကျွန်တော်ပြပေးထားတယ်ပေါ့နော်လွယ်လွယ်ကူနဲ့လုပ်လို့ရအောင်ပဲပြပေးထားတယ်။ Okay ဒီထဲမှာထည့်ပြီးကျွန်တော်ဗာစီရမယ်လွယ်လွယ်လေးပဲပထမအဆုံးကိုထုတ်လိုက်တဲ့အတန်နဲ့ဗီဒီယိုထုတ်တဲ့ဟာကိုညီတော့နည်းနည်းပါဖိညက်ကလေးလုပ်လိုက်တာပဲ။ပြီးရင်ကျွန်တော်အတန်ကိုတတ်ထုတ်တယ်။ပြီးရင်ကျွန်တော် background အတန်ထည့်ချင်တဲ့ဟာကိုတတ်ထုတ်တယ်။ဟုတ်မလား background အတန်ထည့်ချင်တဲ့ဟာကိုထုတ်တဲ့အခါမှာ background အတန်တွေပဲမှာယူလို့ရဒီထဲမှာလည်းယူလို့ရတယ်လို့ကျွန်တော်တို့ဒုတိယကကျွန်တော် YouTube ထဲမှာလည်းတော့ရှာလို့ရတယ်။အခုဒီမှာဆိုတကြံနဲ့ပတ်သက်တာကိုကျွန်တော်မြန်မာ traditional အတန်ထည့်ထားရပေါ့နော် YouTube မှာသွားရှာမှာကျွန်တော် YouTube download ပါဆိုမှရှာပြီးမှဒီကနေဒီ website ကနေ download ဆွဲလို့ရတယ်ပေါ့နော်ဆွဲပြီးကျွန်တော် CapCut ထဲမှာအကုန်စီလိုက်မယ်ပြီးရင်ကိုယ့်ရဲ့အတန်ထည့်မယ်ဖြည့်ညက်ကလုပ်မယ်ပြီးရင်စာသားထည့်လိုက်မယ်ဒါဆိုရင်တော့ဒီလိုမျိုး reset လေးထွက်လာလိမ့်မယ်ပေါ့နော်ကျွန်တော်တို့အားလုံးဆင်နွှဲနေကြတဲ့တကြံပွဲတော့ဘလို့စတင်ခဲ့တယ်လဲဆိုတာတင်သိပါသလားဟိုးရှိတုန်းကတိကျမင်းနဲ့ကပိလပြန်မှာမင်းကြီးတို့ဟာတင်ချတွက်ကိန်းအလောင်းစားတစ်ခုလုပ်ခဲ့ကြပါတယ်ရှုံးတဲ့သူကခေါင်းဖြတ်ခံရမယ်ဆိုတဲ့ကတိနဲ့ပေါ့မြန်မာမင်းကြီးရှုံးနေသွားတဲ့အခါOkay အဲ့လိုပေါ့နော်ဆိုတော့အခုဒီလောက်ထားတဲ့ဗီဒီယိုပြည့်စုံကြည့်ချင်တော့ကျွန်တော်အခုFacebook မှာတင်ပေးထားမယ်ပေါ့နော် Okay ဆိုတော့ဒီမှာတချို့ကျတော့ဒီမှာAI logo ပါတာမလို့ချင်ဘူးပေါ့နော်ဒီ logo ဘယ်လိုဖြောင်းမလဲပေါ့နော်ဆိုတော့ဒါကတော့လွယ်လွယ်လေးပါပထမဆုံးကျွန်တော်လုပ်ရမှာကဒီဟာတွေကိုအကုန်လုံးslash လုပ်လိုက်ပေါ့နော် slash ပြီးရင်ကျွန်တော်တို့ compound clip လုပ်ရမှာပေါ့နော်compound clip လုပ်ရမှာဖုန်းမှာလုပ်တဲ့လူဆိုရင်တော့ကျွန်တော်တို့ဒါကို compound clip လုပ်လို့မရဘူးဖုန်းမှာလုပ်တဲ့ဆိုရင်ဖုန်းမှာလုပ်တဲ့လူဆိုရင်တော့တတ် export ထုတ်ရင်ထုတ်ဒါမှမဟုတ်လဲ frame တစ်ခုစီးစဉ်ကို zoom လိုက်ညှိပေါ့နော်အတူတူ zoom ညှိရှင်နေဆိုရင်တော့တတ်အရင်တစ်ခေါက်ထုတ်လိုက်ပေါ့နော်ထုတ်ပြီးမှအဲ့ဒါကို zoom ပြန်ညှိလိုက်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့အကုန်လုံး export လုပ်ပြီးဒီဟာကိုနည်းနည်းချက်လိုက်မယ်ပေါ့နော် Okay အဲ့လိုချက်လိုက်ပြီဆိုကျွန်တော်တို့ video တစ်ခြားကျွန်တော်တို့အားလုံးဆင်နွှဲနေကြတဲ့တကြံပွဲ video တစ်ခြားကျွန်တော် prompt မပါတော့ပေါ့နော်အဲ့ဒီ logo လေးမပါတော့တွေ့လားOkay တချို့နားလေးမှာနည်းနည်းပါတာရှိရင်အဲ့ဒါကိုနည်းနည်းပြန်ချက်လိုက်ပါနော်
နည်းနည်းပြန်ချက် နဲ့ပေါ့မြမမင်းကြီးရှုံးနေသွားတဲ့အခါတီချာမင်းကဂရီအတိုင်းဦးကောင်းကိုဖျက်လိုက်ရပါတယ်ဒါပေမဲ့အဲ့ဒီဦးကောင်းပြက်ကြီးကတကိုးအရန်ကြီးလွန်းနေတယ် Okay ဆိုတော့ဒီနေ့ဒီဗီဒီယိုဒီလောက်ပဲတော့ဆိုတော့ကျွန်တော် AI နဲ့ပေါ်လာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အခုချိန်ဒီ AI ကိုဒီတိုင်းပဲတုံးနေတာနဲ့ရပ်ပါကိုယ့်ရဲ့ဝင်ငွေလမ်းကြောင်းတစ်ခုတည်းဖန်တီးလို့ရတဲ့အကြောင်းအရာတွေကိုစတင်လုပ်ဖို့အတွက်အကြံပေးချင်ပါတယ်အခုချိန်ဗီဒီယိုကမိတ်ဆွေလူချင်းမင်းတို့အတွက်အကျိုးရှိတယ်ဆိုရင် like and follow share လုပ်ပြီးချင်အောင်ဖြစ်လဲညင်ပေးနိုင်ပါတယ်အခုလိုမျိုး AI နဲ့ပတ်သက်တဲ့knowledge sharing တွေကိုမြန်မြန်တင်ပေးတော့အောင်မလို့အကောင့်ကိုလည်း like and follow လုပ်တာပုံမမေ့ပါနဲ့